တော်ထဲမှာကြားတစ်ပေါက်လေးကပိန်တို honey badger ကိုကစားစရာမှတ်ပြီးလက်သေးလေးတွေနဲ့လာကလိနေတာဒါပေမဲ့ပိန်တိုဆိုတဲ့တတဝါမျိုးကဘသူမျက်နာမှထောက်ထားတတ်တဲ့ကောင်မျိုးမဟုတ်ဘူးဆိုတာကြားတဲ့ပေါက်လေးကမသိရှာဘူးပိန်တိုကောင်ကတော့ကြားတဲ့ပေါက်လေးကိုတစ်ချက်သေးနဲ့အမိအယကိုက်ထည့်လိုက်တာဒါဟာစကြက်မြေရဲ့စီကံပဲကြားတဲ့ပေါက်လေးခမညာမှာတော့တသက်စာမှတ်သွားလောက်တဲ့သင်ခန်းစာပါပဲပိန်တိုရဲ့ကိုက်တက်မှုကိုခံရတဲ့ကြားတဲ့လေးဟာနာကျင်လွန်းလို့အတင်းရုံးကန်အော်ဟစ်နေပေမဲ့အရာမထင်ခဲ့ဘူးခွန်အားချင်းကလည်းမိုးနဲ့မြေလိုပွာချနေတော့ခဏလေးတွင်းမှာပဲကြားတဲ့လေးဟာပိန်တိုလက်ချက်နဲ့ပဲအရှုံးပေးကတေဆုံးသွားခဲ့တယ်ဒီအချိန်မှာပဲအစာရှာထွက်ရာကနေလက်ပလာနဲ့ပြန်လာတဲ့ကြားတဲ့လေးရဲ့အမေကြီးဟာဒီမြင်ကွင်းကိုအတိုင်းသားမြင်လိုက်ရတယ်မိခင်စိတ်နဲ့ဒေါသချောင်းချောင်းထွက်သွားတဲ့ကြားတဲ့မကြီးဟာပိန်တိုစီကိုယူသွတ်တယ်လို့ပြေးဝင်သွားတော့တဲ့ရန်တွေးခံရမှန်းသိလိုက်တဲ့ပိန်တိုကလည်းချက်ချင်းပဲခြေဦးတရာထွက်ပြေးဖို့ပြင်တော့တာပေါ့ဒါပေမဲ့သားသမီးအတွက်ရင်ကျိုးနေရတဲ့မိခင်တယောက်ရဲ့တိုက်ခိုက်နိုင်စွမ်းကအမြင့်ဆုံးရောက်နေတာလေလုံးဝအလွတ်မပေးဘူးဒီနေ့တော့တကောင်မဟုတ်တကောင်အသေးပဲသားလေးအတွက်လက်စားချေဖို့ပဲတိတ်သေးရှိတော့တယ်ပြေးလို့မလွတ်တော့မှန်းသိသွားတဲ့ပိန်တိုကလည်းဘာဖြစ်လဲဆိုပြီးပြန်လှည့်လာတဲ့အမွှေးတွေထောင်သွားပြီးမင်းကငါ့ကိုအလွတ်မပေးဘူးပေါ့လေငါကဘယ်လိုလဲဆိုတာပြပေးရသေးတာပေါ့ဆိုတဲ့ရုံးနဲ့ဝင်စော်တော့တာပဲပိန်တိုကခက်တီတီနဲ့ပြေးဝင်သွားပေမဲ့ကြားတဲ့မကြီးကအတွေ့အကြုံပိုရှိတော့အမိရဖမ်းကြိုက်ပြီးဘောလုံးတစ်လုံးကိုဝဲပြန်ညာပြန်နှွှဲရမ်းပစ်လိုက်တယ်တကယ်တော့ပိန်တိုကတော်လေးခံနိုင်ရှိတဲ့ကောင်ပါဒါပေမဲ့ကြားတဲ့မကြီးကလည်းခက်ပေါ့ပေါ့မဟုတ်ဘူးဒီတစ်ခါတော့လေဘင်းကိုမဟုတ်ပဲပိန်တိုရဲ့ခေါင်းတစ်ခုလုံးကိုခုတ်ကနေအုတ်ကိုက်ပစ်လိုက်တာအဲ့ဒီအကွက်ကပိန်တိုကိုနေရာမှာတင်အသေးသက်လိုက်တယ်လို့ဖြစ်သွားတယ်ပိန်တိုခတ်များပါဇက်ကြီးအဟောင်းသားနဲ့မင်းကလူကောင်ကြီးလို့ငါ့ကိုနှိပ်စက်တာလားဆိုတဲ့ပုံစံနဲ့ပေါ်ဟစ်နေတော့တာပေါ့ဒါပေမဲ့ကြားတဲ့မကြီးရဲ့စိတ်ထဲမှာလည်းတကယ်တော့တုန်လှုပ်နေပါတယ်ပိန်တိုဆိုတာဇွဲတော်ကောင်းတဲ့အကောင်မန်းသူတည်တယ်တစ်စက္ကန့်ချင်းစီကြာသွားတာနဲ့မျှမိမိရဲ့အင်အားတွေကဆုပ်ယုပ်လာမှဖြစ်လို့အမြင့်ဆုံးအပြတ်ဖြတ်ဖို့ကြိုးစားရတယ်ထင်းတဲ့အတိုင်းပဲနောက်တစ်စက္ကန့်မှာပဲပိန်တိုကအလေးငိုက်ကိုခွင်ကောင်းယူပြီးပြန်လေတိုက်စစ်ဆင်လာတယ်ငါ့ကိုရိုက်အောင်မလားငါ့ကိုနှိပ်စက်အောင်မလားဆိုပြီးကြားတဲ့မကြီးရဲ့ခေါင်းကိုပြန်ဖမ်းထားတော့တာကြားတဲ့မကြီးမှလည်းခေါင်းကိုခါထုတ်နေရတယ်ဒါပေမဲ့ပိန်တိုကကြားတဲ့မကြီးကိုပြန်တက်ဖို့ဆိုတာကတော့စိတ်ကူးရင်ယုံတာပဲဒီကောင်ကတကယ်တော့တောထဲလေတဲ့နေရာမှာအော်စကာဆုရှင်ပဲခံရေးတစ်ချက်ပြကိုရောင်ပြလိုက်ပြီးအခွင့်ရေးရတာနဲ့ခြေဦးတဲ့ရာကိုဝီးကနေလစ်ထွက်သွားတော့တာကြားတဲ့မကြီးကလိုက်ဖမ်းပေမဲ့လည်းအဆုံးဖြတ်ပေးဖို့ခက်ခဲမှန်းသိလို့ရရတန်းလိုက်ရတယ်ဒါလေးကြားတဲ့အတွက်လက်စားမချေနိုင်ခဲ့တဲ့ကြားတဲ့မကြီးဟာပင်မနှွမ်းနေနေတဲ့ခန္ဓာကိုယ်ကိုဆွဲပြီးအေးဆက်နေတဲ့သားလေးရဲ့အလောင်းသားကိုဖြည်းဖြည်းချင်းလျှောက်သွားတယ်ခုနကရဲရင်ခဲ့သမျှတွေပျောက်ဆုံးသွားပြီးမျောလင်းချက်မဲ့တဲ့ဝမ်းနည်းမှုတွေပဲကြံ့ရစ်ခဲ့တော့ငြိမ်သက်သွားတဲ့သားလေးကိုကြည့်ရင်ခံစားနေရတဲ့မိခင်မြတ်တာရဲ့နာကျင်မှုကတော့ဘသူ့ကိုမဆိုရင်ကွဲစေမှာအမှန်ပါပဲ